ကဲဒီနေ့ခီးစဉ်ကတော့ဒါနဲ့ထွက်မှာဖြစ်ပါတယ်အမှဖြစ်ပါတယ်ဒါကတော့တူများမယ်စင်မာတော်မရင်ခုံပါတယ်ဗျာတဲ့ထဲရင်ဖိုလာမမောင်းရတာဖြစ်ပါတယ်အိုးအိုးအိုးဝိုးဝိုးဝိုးEuမြစ်ကြီးကြီးရထားပါတယ်ဗျာကဲပြောဘူးတော်ရမပြောဘူးလိုက်ကြည့်ပေးပါဒီနေ့ငါးလေးလည်းအများကြီးဖမ်းမယ်အသီးတွေလည်းအများကြီးခူးမယ်ပြစ်တွေထွက်နေပါလေမြစ်တွေပေါ်မှာပေါ်ပါတယ်ဟိုလေးကအရန်နဲ့လှတယ်လို့စားရင်လည်းအရသာရှိဆုံးဝမ်းမော့ငါချက်ခဲ့စားမယ်လေအေးဘာတီးတော့ဒီမှာတို့တဲ့ပုံရိုက်နေရတယ်ဒီနေ့ရောက်တော့မှာအဲ့မတကောင်မြစ်ကြီးကြီးတွေရပါတယ်ဒီမှာဟိုအဲ့နေရလေတော့ဘူးအပေါ်မောလာဟောအပေါ်ရှိကနော်ဗလား